ဟုတ်ကဲ့ပါဒါကတော့ဂဟေလျှော်ခြင်းတဲ့လူတွေလွယ်လွယ်ကူကူနဲ့ဂဟေလျှော်လို့ရအောင်တင်ပေးထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကြည့်ကြအောင် ကဲညီကုမဗျာဂေးဆိုခြင်းတဲ့လူတွေဘရိန်ဆိုခြင်းတဲ့လူတွေဘရိန်ဘုံမလို့နော်ဘရိန်ဘုံ မဝင်နိုင်တဲ့ပုံကိုယ်တွေကိုပြည့်စောကသူစမ်းတက်ပြနေပါပြီလို့ လက်တွေပြပါနော် ဒီကိုစားထည့်ပြီးတော့အဲ့မှာငုံနှငုတ်စိုက်တာ ပထမဆုံးကတော့ဒီတစ်သားလေးတွေကိုအပေါက်ကလေးဖောက်မယ်ဗျာဖောက်ပြီးတော့ကျွန်တော်တို့ဒီတန်ချောင်းလေးတွေကိုစိုက်မယ်တန်ချောင်းနှစ်ချောင်းစိုက်ပြီးရင်ပုံးလေးကိုကျွန်တော်တို့ရေထည့်မယ်ပေါ့ဗျာရေထည့်မယ်ရေထည့်ပြီးလို့ရှိရင်ကျွန်တော်တို့စားသုံးစုပ်စားလေး3စုပ်ကိုဒီကျရေထည့်လိုက်မယ်ထည့်ပြီးတော့ကောင်းကောင်းမှွေလိုက်ဒီပုံစံပေါ့မှွေလိုက်မယ်မှွေပြီးလို့ရှိရင်ကျွန်တော်တို့အစင်သစ်ကျွန်တော်တို့ resource ရာပုံတစ်ပုံအစင်သစ်ဖြစ်သွားပါပြီတဲ့ဖြစ်သွားပြီပြီးသွားပြီဆိုလို့ရှိရင်ပထမဆုံးဒီဥစ္စာကအညီလေးအကျိုးဟုတ်လားဒါလိုက်တဲ့အဝင်ပေါ့လိုက်တဲ့အဝင်ကျိုးမီးရှိတဲ့ကျိုးဒီမှာချိတ်ပါမယ်တဲ့နော်ပထမဆုံးမီးရှိမဲ့ကျိုးချိတ်မယ်ညနေမလည်းရတယ်ဒီမှာချိတ်မီးရှိတဲ့ကျိုးကိုချိတ်မယ်နောက်တစ်ခါစော်ပေါ့ကျွန်တော်တို့စော်မဲ့ကောက်ပေါ့ဗျာစော်မဲ့ကောက်ကဒီဘက်ကစော်ကောက်ကကျွန်တော်တို့တစ်ဖက်ချိတ်မယ်ဗျမိမိရချိတ်ရမယ်မိမိရချိတ်ပါမိမိရချိတ်ပြန်တယ်ဒီမှာကျွန်တော်တို့အဲ့နဲ့အကောက်ကိုကျွန်တော်အကောက်ကိုမီးမရှိတဲ့ဘက်ကိုအောက်အကောက်တပ်စားနဲ့မီးဆန်းရပါမယ်မီးဆန်းရမယ်နော်မီးမရှိတဲ့ဘက်ကိုထိုးရမယ်မီးရှိတဲ့ဘက်ကိုသူ့ကိုမထိုးပါနဲ့အကောက်ကိုပို့ပြအကောက်ကိုမီးမရှိတဲ့ဘက်ကိုထိုးထားပါအကောက်ကိုမီးမရှိတဲ့ဘက်ကိုထိုးရင်ဗျဒီကမိမိရထိုးဟုတ်ပြီဒီမှာမီးရှိတဲ့ကျိုးမီးရှိတဲ့ကျိုးကဒါမီးရှိတဲ့ကျိုးအဲ့ဒီမှာနော်မီးကျိုးပဲဗျာနော်ဟုတ်ပြီနော်ထိုးလိုက်ပြီကိုထိုးလိုက်မယ်ဒိုင်းမုန်းလေးကိုဒါရေပုံးလေးကိုဒါရှော့မီးဝင်သွားပြီဒိုင်းမုန်းဖြစ်သွားပြီပေါ့ဗျာဟုတ်ဒိုင်းမုန်းဖြစ်သွားပြီဒီလိုပိုင်းနဲ့မိမိများထိုးပြရတယ်အဲ့မှာဒိုင်းဆော်လို့ရပါပြီဆက်တော့ဆင်းဖြစ်သွားပြီနော်လောလောလေးဆော်ပြပါမယ်ခေါက်ပါကြည့်ပါခဏလေးဆော်ရည်ရမှာကောင်းပါလေဗျာရိန်ဘုံမလိုပါဘူးဗျကျွန်တော်နော်ရေးပေါ့အဲ့ဒါလည်းကျွန်တော်တို့ဒီနေရာမဆိုရေးပေါ့သုံးလို့ရပါတယ်ပြည်တယ်ဗျာအပေါင်းအသင်းများမိတ်ဆွေများရိုးလက်တွေ့ဆက်သွယ်ပါဒီစံတော့ကြပါမယ်ဒါဒီလိုပါလက်တွေ့ပါဗျာလက်တွေ့ပါကျွန်တော်တို့ rain ဘုံတွေမလိုပါဘူးရေးပေါ့တုံးနော်အဲကောင်းပါလေဗျာအဲ့မှာကျွန်တော်တို့မီးအတိုးအလျှော့လုပ်ချင်လို့ရှိရင်တဲ့ဒီနမကမီးတိုးချင်လို့ရှိရင်နှငုတ်ထပ်တာနောက်တဲ့နှငုတ်ထပ်တာမျိုးဆိုတော့ကျွန်တော်တို့မီးအလျှော့အသေးနေနဲ့အလဲကောင်မှာနှငုတ်တက်လိုက်လို့ရှိရင်ဒီမြက်ကမီးမြင့်သွားလို့ရပါတယ်မီးသွားလို့ရတယ်တဲ့နော်ဒီတိုင်းကတော့ဒါမီးဝင်နေတာလိုက်တင်ဝင်နေတာလက်နဲ့သွားမကင်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဓာတ်လိုက်မှာဆိုလို့ပါလက်အိတ်သို့ဖို့လုံခြုံတဲ့အရာတစ်ခုနဲ့ဒီကမီးပိတ်ပြီးမှတစ်ဆင်ချင်းသူ့ကိုပြောင်းသွားလိုက်1 2 3ဒီမှာမီးရှိပါတယ်မီးရှိပါတယ်ဒီကဓာတ်ရိုက်ဝင်တာမို့လို့ AC ကဓာတ်ရိုက်ဝင်တာမို့လို့ AC 220ဝင်တယ် DC 230ထွက်ပါတယ်အဲကြောင့်မလို့ဒီကောင်ကဟိုပြောရရင်တော့ short တိုက်တဲ့သဘောပါပဲဒါဒိုင်းမုံမဝင်နိုင်တဲ့ပုံကိုကြီးပေါ့ပြောရရင်နော်ဒါညဝေးပေးလိုက်တာပါဒါနဲ့ခင်ဗျားနာမည်လေးကျွန်တော်မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ကိုမြင့်စောပါစကူးမျိုးမှာနေတာပါနေရလိပ်စာအတိအကျလေးပြောပြပါလိပ်စာကအခုစကူးမျိုးပေါ်ရှုပေါက်ကရက်ပေါ့ဟုတ်ကဲ့ညကျတော့လိပ်စာလေးတွေဖုန်းနံပါတ်ကလေးရှိပေးပါဦးလိပ်စာဖုန်းနံပါတ်ကတော့423 548 430ပါခင်ဗျချင်းမျိုးဆက်ကြလို့ရပါဆက်ရပါတယ်ဝရိနဲ့ပတ်သက်လို့နော်ဝရိနဲ့ပတ်သက်လို့ကျွန်တော်ငငယ်ရတယ်လို့ရန်ကုန်မှာကုမ္ပဏီဒီမိုးချင်းတွေမှာလုပ်တော့ပါတယ်ဟုတ်ကဲ့အဲကြောင့်မို့ကျွန်တော်ကဘယ်လိုကောင်းလဲစမ်းသပ်တီထွင်တဲ့အနေနဲ့ဒါလုပ်ပြတာပါ
ဟုတ်ကဲ့ကျွန်တော်တို့အရေးပေါ်ပေါ့နော်သုံးလုံးလည်းရတယ်နော် ဒီလိုလို့ရ ဟုတ်ကဲ့ပါ ငုတ်ဖြစ်စမ်းတက်ပြတာပါ၄ငုတ်ထီအောင်ပြလို့ရပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်